သခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာလိုက်လျှောက်ရမယ့်အရာတွေလိုအပ်တဲ့အရာတွေစောင့်ထိန်ရမယ့်အရာတွေဘုရားသခင်ရှိမှဆုတောင်းရမယ့်အရာတွေဘုရားသခင်ရဲ့အလိုတော်ကိုရှာရမယ့်အရာတွေစသဖြင့်မြောက်များစွာရှိတဲ့ထဲမှာဒီမနက်ကတော့ကျွန်တော်အနေနဲ့နှုတ်ပတ်တော်ထဲကနေဘုရားသခင်ရဲ့အချိန်ကာလကိုသိနားလည်ခြင်းဆိုတဲ့အပိုင်းလေးကိုကျွန်တော်အနေနဲ့ဝင်ကခွန်အားပေးခြင်းတာဖြစ်ပါတယ်တကယ်တော့လောကကြီးကိုအချိန်ကာလအဖြစ်ထိန်းချုပ်ထားတယ်ဆိုတာကျွန်တော်သိရတယ်အချိန်ကာလလို့ပြောတဲ့အခါမှာ24နာရီတစ်ရက်ရက်30ကိုတစ်လ12လကိုတစ်နှစ်စသဖြင့်ပြောတာတွေလည်းရှိပါတယ်အချိန်ကာလနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီကာလကဘာဖြစ်တယ်ဒီကာလကဘာဖြစ်တယ်ဒီကာလကဘာဖြစ်တယ်ဆိုပြီးပြောကြတယ်ဟိုမှာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဒီချိန်ကတော့တစ်မွေးတွေရှာတဲ့ကာလဖြစ်တယ်တစ်မွေးခေတ်ပေါ့ကာလဆိုလဲရတယ်ခေတ်ပေါ့တစ်မွေးခေတ်အခုကပရင်ခေတ်ဟုတ်တယ်ပြီးတဲ့ခါကျရင်အခုကတော့ရွှေခေတ်ဟုတ်တယ်အခုကတော့ကြိမ်နေရှာတဲ့ခေတ်ဖြစ်တယ်ဆိုသူ့ခေတ်အခါနဲ့တူအဲ့ဒါကိုလည်းအချိန်ကာလတစ်ခုအနေနဲ့ကျွန်တော်တို့ပြောကြတာဖြစ်ပါတယ်။ဒါမှမဟုတ်အချိန်ကာလလို့ပြောတဲ့အခါမှာတမန်ကျမ်းစာထဲမှာပြောတဲ့အချိန်မှာကျွန်တော်တို့နေ့ရက်ကာလတွေကိုပြောသလိုအချိန်တစ်ခုရဲ့အဖြစ်အပျက်တွေပေါ်မှာမူတည်ပြီးတော့ကာလတစ်ခုကိုပြောတာလည်းဖြစ်ပါတယ်။အဲ့တော့တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာကျွန်တော်တို့ကျမ်းစာတစ်ချက်ကျွန်တော်ဖတ်ပါမယ်။စာလံကျမ်းခန်းကြီး1ဒါကျွန်တော်တို့သိပြီးသားဖြစ်တယ်အငယ်3မှာဗာပြောလဲဆိုအကြောင်းမူကားထိုသူဒီမျက်နားမှာစိုက်လျက်မိမိအချိန်တန်မှအသီးသီး၍အရွက်မညှိုးနွမ်းတတ်သောအပြင်နှင့်တူ၏ပြုလေသည်များတို့၌အောင်လိမ့်တည်းမိမိအချိန်တန်မှအသီးသီး၍အရွက်မညှိုးနွမ်းတတ်သောအပြင်နှင့်တူတယ်အချိန်တန်လာတဲ့အခါမှာအသီးသီးလာမှာဖြစ်တယ်အရွက်လည်းမညှိုးနွမ်းမနဲ့ပြုလေသည်များမှာအောင်ရတဲ့အခွင့်ကဘယ်ချိန်မှလဲဆိုရင်အချိန်တန်မှဖြစ်လာတဲ့အမှုဟာပြုလေသည်များမှာအောင်မြင်ခြင်းနဲ့အရွက်လည်းမညှိုးနွမ်းမနဲ့အသီးများစွာတီးတဲ့အပြင်နဲ့တူတယ်ဆိုပြီးတော့မှပြောထားတာဖြစ်ပါတယ်။နောက်မှဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဘုရားသခင်ကျွန်တော်တို့ကိုပြုမဲ့ကာလဘုရားသခင်ကျွန်တော်တို့ကိုချီးမြှောက်မဲ့အချိန်ဒါကိုကျွန်တော်တို့မြင်တတ်ပြီးတော့စောင့်ထိန်တတ်ဖို့အမတမအရေးကြီးတာဖြစ်ပါတယ်ပြီးတဲ့ခါကျရင်ရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီး9အငယ်6မှာလည်းသူဘယ်လိုပြောထားလဲဆိုရင်ထို့ကြောင့်ကာလအချိန်တန်လင်ဘုရားသခင်သည်သင်တို့ကိုချီးမြှောက်တော်မူမိအကြောင်းတကိုးကြီးသောလက်တော်အောက်၌ကိုနှိမ့်ချကြလော့ကျမ်းစာကဘယ်လိုပြောထားလဲဆိုရင်ကာလအချိန်တန်လင်တဲ့သင်တို့ကိုဘုရားသခင်ချီးမြှောက်မယ်အဲ့ဒါကြောင့်မို့တကိုးကြီးတဲ့လက်တော်အောက်မှာနှိမ့်ချနေပါတဲ့နှိမ့်ချနေလို့ရတယ်တဲ့ဘာမှမဖြစ်ဘူးတဲ့အချိန်တန်သွားတဲ့အခါကျရင်မင်းတို့ကငါချီးမြှောက်မယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်ထိုနည်း၎င်းပဲကျွန်တော်တို့အဖက်ဩရစာခန်းကြီး9အငယ်16မှာယခုနေ့ရက်ကာလတို့ဒီစိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့ဆိုပြီးတော့ရှင်ပေါလုကလည်းအဖက်အသင်းတော်ကိုသတိပေးထားတဲ့စကားလုံးလေးထဲမှာကာလအချိန်ကိုရွေးနှုတ်တတ်ဖို့ဆိုတဲ့စကားလုံးကိုပြောထားတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီနေ့ကျွန်တော်အနေနဲ့ဒီနေ့ယုံကြည်သူတွေဟာကိုယ့်ရဲ့အချိန်စရာကတပိုင်းပေါ့နော်။ဘုရားသခင်ကျွန်တော်တို့ပေါ်မှာထားတဲ့သူ့ရဲ့အချိန်ကာလကိုနားလည်ရှုမြင်ပြီးတော့နှိမ့်ချစွာနဲ့အသက်ရှင်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်။အချိန်နဲ့ပတ်သက်ရင်လူတွေကလောကြတယ်။ဥပမာလေစီးကြတယ်လေကပန်းနိုင်တစ်ခုကိုလေစိတ်ကိုစိုက်သွားပြီ destiny ရောက်သွားပြီဒါပေမဲ့လူတွေကအားလုံးဆင်းရမှာပဲဒါပေမဲ့ဘာဖြစ်လဲဆိုတိုးပြီးဆင်းကျင်ကြတယ်ဘာမဆိုကျွန်တော်တို့ကရှေ့ကိုလောရင်းနဲ့ကျွန်တော်တို့ကပြင်ပန်းမှုတွေမချီနှက်မှုတွေရှင်ပြိုင်မှုတွေအချင်းချင်းပုတ်တိုက်မှုတွေအများကြီးအဲ့လိုဖြစ်သွားကြတယ်ဘာဖြစ်လို့လဲဆိုဘုရားသခင်ကိုယ့်ပေါ်မှာထားတဲ့ဒီအချိန်ကာလကိုသေချာနားမလဲပဲနဲ့သေချာစိတ်မဝင်စားပဲမလေ့လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါတွေလောကကြီးမှာ
ပူပန်မှုတွေစိုးရိမ်မှုတွေပုတ်တိုက်မှုတွေရှင်ပြိုင်မှုတွေဝမ်းနည်းမှုတွေဒါတွေကျွန်တော်တို့ခံစားနေရတာဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့ကိုထားတဲ့အချိန်ကာလကိုကျွန်တော်တို့သိသွားရင်လေကျွန်တော်တို့ရဲ့ဘဝမှာအဲ့ဒါတွေမရှိတော့ဘူးနေ့ရက်တိုင်းအချိန်တိုင်းအချိန်ဒီတိုင်းမှာငါရဲ့အချိန်လေးမရောက်လာသေးဘူးဘုရားသခင်ငါ့ကိုထားတဲ့အချိန်လေးကမရောက်လာသေးဘူးဆိုတာကိုကျွန်တော်တို့နားလည်ပြီးတော့မှပျော်ရွှင်စွာခရိယန်သက်တာမှာနေ့ရက်စဉ်တိုင်းမှာအသက်ရှင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဘုရားသခင်တကယ်တော့လူတွေကလေအချိန်စောင့်စားရတာအမတန်မှပြင်ပန်းပါတယ်လူတယောက်ကိုစောင့်ရတယ်ဆိုရင်မစောင့်နိုင်ဘူးကျွန်တော်တို့စိတ်တွေညစ်တယ်ဒါမျိုးတွေဖြစ်တာအချိန်စောင့်ရတဲ့အလုပ်ကလူသားကျွန်တော်တို့လူသားတွေအတွက်လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ကလေသူ့ရဲ့အချိန်နဲ့ပဲသူအလုပ်လုပ်တာဖြစ်တယ်ဘာကြောင့်ဘုရားသခင်ကအဲ့လိုလုပ်တယ်လဲဆိုတာကိုကျွန်တော်ကြည့်တဲ့အခါမှာဘုရားဟာကျွန်တော်ရဲ့ personal God ကျွန်တော်တူးတဲ့အတွက်ဘုရားမဟုတ်ဘုရားသခင်ကကျွန်တော်အတွက်လည်းဟုတ်တယ်ကျွန်တော်မိသားစုအတွက်လည်းဖရားဟုတ်တယ်ပြီးတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်အတွက်လည်းဖရားဖြစ်တယ်ပြီးတော့တိုင်းနိုင်ငံအားလုံးအတွက်ဖရားဖြစ်တဲ့အတွက်ကြောင့်ဒီဖရားသခင်ဟာခတ်သိမ်းသောအရာတညီတကျွန့်ထက်ဖြစ်ဖို့အတွက်သူကအချိန်ကိုစောင့်ခိုင်းတာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ကတော့အစင်းသင်းဖြစ်ပြီဒါပေမဲ့ကျွန်တော်တို့ရှေ့ဆက်သွားရမယ်ပတ်ဝန်းကျင်ရှေ့ဆက်သွားရမယ်အလုပ်ဆောင်ချက်ရှေ့ဆက်ထိတွေ့ရမယ်လူတွေကအစင်းသင်းမဖြစ်သေးတဲ့အခါမှာကျွန်တော်တို့ကိုတီးခမ်းပြီးတော့စောင့်ခိုင်းတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုဘုရားသခင်ကဒီကဘာကြီးမှာသူ့ရဲ့အကြံစီတော်ကိုကျွန်တော်တယောက်တည်းနဲ့အကောင့်ထဲပေါ်လို့မရဘူး။ခင်ဗျားတယောက်တည်းနဲ့လည်းအကောင့်ထဲပေါ်လို့မရဘူး။ကျွန်တော်တို့အားလုံးကိုတညီတညွတ်ထဲနဲ့ဘုရားသခင်ကပြီးမြောက်စေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ကအချိန်ကိုစောင့်ခိုင်းတာဖြစ်ပါတယ်။ဒါမို့ဘုရားသခင်ရဲ့အချိန်ကိုကျွန်တော်တို့စောင့်ပြီးတော့ဘုရားရဲ့အချိန်ကာလတန်လာတဲ့အခါကျရင်ခတ်သိမ်းသောအရာတွေဟာတညီတညွတ်ထဲနဲ့အမတန်လှပစွာပြီးစီးလာတာကိုသိရတာဖြစ်ပါတယ်။အမို့ဒီနေ့ကျွန်တော်ဘုရားသခင်ရဲ့အချိန်ကိုစောင့်ခြင်းနဲ့ပတ်သက်ပြီးတော့မှအသီးလေးတွေနဲ့ပတ်သက်ပြီးပြောချင်ပါတယ်။ဥပမာကျွန်တော်တို့တည့်ရတီးတစ်လုံးကကျွန်တော်မမဲ့သေးတဲ့အချိန်မှာအစိမ်းမှာပေါ့ကျွန်တော်တို့ခူးတယ်ဆိုရင်ခူးချွေရတာလည်းခက်တယ်။သူကအချိန်မမဲ့သေးတဲ့အတွက်ကြောင့်သူ့ကိုရိုက်ချွေရတယ်၊ညက်ချွေရတယ်။အကိုင်းတွေချိုးရတယ်ပြီးတော့ဆွဲချရတယ်နံပါတ်1အနေနဲ့မမဲ့သေးတဲ့အသီးတစ်လုံးကိုခူးဖို့အမတန်မှခက်ခဲတာဖြစ်ပါတယ်သူ့ကိုခူးရင်းနဲ့တခြားအရွက်တွေအခက်တွေအသီးတွေပါတော့ထိခိုက်တယ်ရအောင်ခူးရတယ်အားဆိုင်ရကဲခူးချလိုက်ပြီးရလာပြီဆိုပါဦးဆိုအဲ့ဒီအသီးကိုစားတဲ့အခါမှာအရသာမကောင်းဘူးချင်းတယ်အရသာမပြည့်ဘူးဒီအသီးရဲ့အရသာပြည့်ဝစွာမစားရအောင်အရသာမပြည့်ဘူးဒုတိယချက်တတိယချက်အနေနဲ့ကျွန်တော်တို့စားပြီးတဲ့အခါအဲ့ဒီအစိကိုစိုက်ရင်အပြင်မပေါက်ဘူးသူကဘာဆိုအတီးကမရင့်သေးတဲ့အတွက်ကြောင့်ဒါကြောင့်မို့အချိန်မတန်သေးတဲ့အသီးတစ်လုံးကိုခူးဖို့ခက်တယ်မရမကခူးလိုက်တဲ့ကြောင့်ဘေးပတ်ဝန်းကျင်တွေထိခိုက်သွားတယ်စားတဲ့အခါမှာအရသာမရှိဘူးသူ့ရဲ့အစိကမျိုးမအောင်ဒါပေမဲ့မဲ့ဝင်းသွားပြီးတော့အချိန်တန်တဲ့အသီးလေးကိုခင်ဗျားတို့ကြည့်ထိလိုက်တာနဲ့သူကအတီးကကျွေလာတယ်အတိတ်တည်းကပါလဲဆိုခူးရတာမခက်ခဲတော့ဘူးအမတန်မှလွယ်ကူတယ်ထိလိုက်တာနဲ့ထုတ်စွန်နဲ့သူကကြလာတခြားကိုလည်းအရွက်တွေအကိုင်းအညွန့်အခက်တွေကိုလည်းဘာမှထိခိုက်တော့ဘူးသူ့ကိုထိလိုက်တာနဲ့ကြလာခူးရတာလွယ်အချိန်တန်တဲ့အတီးကပြီးတဲ့ခါကျရင်အဲ့ဒီအတီးကိုစားကြည့်လိုက်ချိုစိမ့်နေတာပဲဘာဖြစ်လို့လဲဆိုအချိန်တန်တဲ့အခါမှာစားတဲ့အတီးဖြစ်လို့အရတာအပြည့်ကျွန်တော်တို့စားရတာဖြစ်တယ်ကဲစားပြီးတဲ့အခါသူ့ရဲ့အစိကိုစိုက်လိုက်အပြင်ပြန်ပေါက်တယ်သူကဘာဆိုအတီးကအချိန်တန်သွားပြီးတော့ရင့်သွားတဲ့အစိဖြစ်တဲ့ကြောင့်သူကအချိန်တန်တဲ့ခါမှာအပြင်ပြန်ပေါက်လာတာကိုတွေ့ရတယ်ဒါကြောင့်မို့အချိန်တန်တဲ့အခါမှာခူးလိုက်တဲ့အတီးကခူးရလွယ်တယ်ပတ်ဝန်းကျင်မထိခိုက်ဘူးပြီးတော့စားတဲ့ခါမှာအရသာပြည့်ဝတယ်ပြီးတဲ့အခါကျရင်အစိကနောက်အပြင်အတွက်မျိုးအောင်လာတာဖြစ်တယ်။အဲ့မို့ဘုရားသခင်ကလေကျွန်တော်တို့ကိုအဲ့လိုအချိန်တန်တဲ့အသီးဖြစ်စေခြင်းလို့ကျွန်တော်တို့ကိုကျမ်းစာထဲမှာပြောဆိုကာလအချိန်တန်ရင်မင်းတို့ကိုချီးမြှောက်မယ်။ဟောမချီးမြှောက်သေးတာဘာကြောင့်လဲကိုရောကျွန်တော်ကတလောက်သစ္စာရှိတာတလောက်ကြိုးစားတာတလောက်မှန်ကန်တာကိုရောဘာဖြစ်လို့ကျွန်တော်ကဒီလိုဖြစ်နေတာလဲ။မဟုတ်ပါဘူး။ဘုရားသခင်ကခမည်းကိုချီးမြှောက်ပြီးတဲ့အချိန်မှာ
ခမရဲ့ပတ်ဝန်းကျင်တိုင်းနိုင်ငံရဲ့အခြေအနေမိသားစုတိုင်းဝန်းအသင်းတော်အားလုံးတညီတညွတ်တဲ့ဖြစ်ဖို့အတွက်ခမကိုတီးခံပြီးတော့စောင့်နေခိုင်းတာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ဓမ္မမိတ်ဆွေညီကိုတို့ကျွန်တော်ယုံကြည်သူတွေရဲ့အသက်တာမှာအချိန်စောင့်ဆိုင်ခြင်းဟာအမတန်မှပြင်ပန်းပြီးတော့ခက်ခဲတဲ့အရာတစ်ခုဖြစ်ပေမဲ့ဘုရားသခင်ဟာကျွန်တော်တို့အတွက်အကောင်းဆုံးအရာတွေပြင်ဆင်ထားတဲ့အတွက်ကြောင့်ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်ကာလကိုကျွန်တော်တို့ဘုရားကိုမျှော်လင့်လျက်နှိမ်ချလျက်ယုံကြည်လျက်ဘုရားသခင်ရဲ့အချိန်ကာလကိုစောင့်ရင်းနဲ့အောင်မြင်တဲ့ခရိယန်အသက်တာကိုရှောက်လန်းတော်သူများဖြစ်ကြရအောင်ဆိုပြီးတော့မှနှုတ်ကပတ်တော်အပြင်ခွန်အားပေးခြင်းပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားသခင်ရဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာတည်ရှိပါစေ